လေးရှားရောက်မြန်မာများမင်္ဂလာပါကျွန်တော်ယခုတစ်ခါပြန်လည်မြောက်ကို share ရင်းလုပ်ပြီးသွားမှာကတော့လက်ရှိ2025မလေးရှားမှာအများစုအသုံးပြုနေတဲ့ Matcha Trade အကြောင်းပဲဖြစ်ပါတယ်လက်ရှိ Matcha Trade ကဆိုရင်ကျွန်တော်တို့2025မှာ upgrade အသစ် application အသစ်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လက်ရှိ Matcha Trade upgrade အသစ် application ဖွင့်နည်းတွေကိုကျွန်တော်ဒီမှာပြသပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လက်ရှိMatcha Trade 2025 upgrade အသစ်နဲ့ကျွန်တော်တို့အရင်ကသုံးခဲ့တဲ့အဟောင်းကိုလည်းကျွန်တော်ဒီမှာတပ်ပုံလေးကအတိုင်းပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့နော်လက်ရှိမလေးရှားမှာမလေးရှားရောမြန်မာများ Matcha Trade ကိုအသုံးပြုနေကြတယ်ဆိုရင်လက်ရှိကိုယ့်ရဲ့ application ကို upgrade အသစ်မြင့်မှာနော်လက်ရှိ software အသစ်ပြောင်းလဲပေးလိုက်ပြီပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လက်ရှိ Matcha Trade ရဲ့ application အသစ်လေးကိုဒီ video တွေကတိုင်းမိတ်ဆွေတို့ကိုယ့်ရဲ့ Matcha Trade ဘဏ်အကောင့်အချက်လက်အပြည့်စုံနဲ့ကိုယ့်ရဲ့နေရာ location များဖုန်းနံပါတ်များကိုထည့်သွင်းပြီးတော့မိမိတို့ကိုယ်တိုင်ဖွင့်နိုင်တယ်ဆိုတော့ကျွန်တော်ပြန်လည်မျှဝေ share ရင်းလုပ်ပေးလိုက်ပါတယ်အဲဒါကြောင့်မို့လက်ရှိအရင်ကအဟောင်းကတော့ Matcha Trade application ကလက်ရှိတော့ပိတ်လိုက်ပြီပေါ့ဗျာအဲဒါကြောင့်မို့ယခုနောက်ထပ်2025 Matcha Trade upgrade application အသစ်မှာပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်းဒါ Matcha Trade ကနေပြီးတော့တရားဝင်ကြေညာထားတာတွေ့မြင်ရပါတယ်အဲ့ဒါလေးကိုလာပြီးပြန်လဲမျှဝေ share ရင်းလုပ်ပေးတာပါအားလုံးအဆင်ပြေကြပါသေးအလောက်ကန်အခွင့်အလမ်းများလည်းအဆင်ပြေချုံးမှုကြပါသေးရွှေမြန်မာများအားလုံး